အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့စီးကျိုသမားတွေတောက်လို့ရတဲ့အားစိတ်အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီစီးကျိုသမားတွေကအားစိတ်ရွေးချယ်တဲ့အခါမှာသွေးရင်းတကြားတဲ့ကိုမထိခိုက်ပေနဲ့အာဟာရပြည့်ဝဖို့အဓိကထားပြီးတော့ရွေးချယ်ပေးဖို့ရလိုအပ်ပါမယ်စီးကျိုသမားတွေတောက်လို့ရတဲ့အားစိတ်ကပေါ့လေဗိုက်တာမင် B12 ပဲဖြစ်ပါတယ်ဗိုက်တာမင် B12 ကကြတော့ဒီအာယွန်ကြောစနစ်ကိုသူကဒီအာယွန်ကြောအမြင်တွေကိုကာကွယ်ပေးတယ်နောက်ပြီးတော့ထုံတာကျင်တာမညံချွညွန်းတာနောက်ပြီးတော့စိတ်သက်ကြဆင်းတာအဲ့လိုမျိုးတွေကိုပါသူကကာကွယ်ပေးပါတယ်ဆိုတော့ဗိုက်တာမင် B12 ကိုတောက်မယ်ဆိုလို့ရှိရင်တော့အာယွန်ကြောစနစ်ကိုကျန်းမာစေပါတယ်ဒါကြောင့်မလို့ဒီစီးကျိုသမားတွေကဒီဗိုက်တာမင် B12 ကိုတောက်ပေးလို့ရပါတယ်နောက်ပြီးတော့ဗိုက်တာမင် B12 ကကြတော့သွေးအားနည်းတဲ့ယောဂါကိုလည်းကာကွယ်ပေးတယ်ပြီးမောပန်းလွယ်တာတွေဖြစ်ဖြစ်တာတွေကိုပါကာကွယ်ပေးပါတယ်နောက်ပြီးတော့ဒီဗိုက်တာမင် B12 ကကြတော့အုံနောက်လှုပ်ဆောင်မှုနဲ့စိတ်ကျန်းမာရေးကိုပါမြင့်တင်ပေးတယ်စိတ်သက်ကြတာတွေစိုးရိမ်စိတ်များတာတွေကိုပါသူကကာကွယ်ပေးပါတယ်အခုပြပြပေးတာကြတော့ဗိုက်တာမင် B12 ရဲ့အကောင်းကျိုးတချို့ကိုပြပေးခြင်းပဲဖြစ်ပါတယ်။နောက်တစ်ခါဒီစီးကျိုသမားတွေတောက်လို့ရတဲ့ဗိုက်တာမင်အမျိုးအစားကကြတော့ဗိုက်တာမင် D ပေါ့လေ။ဗိုက်တာမင် D ပါတဲ့အားဆေးတွေကိုစီးကျိုသမားတွေမှာတောက်ပေးလို့ရပါတယ်။နောက်ပြီးတော့မက်ဂနီဆီယမ်ကကြတော့ဒီစီးကျိုသွေးကြိုထိန်းကြီးတဲ့အခါမှာအထောက်အကူဖြစ်စေတဲ့အတွက်ကြောင့်မလို့မက်ဂနီဆီယမ်ပါတဲ့အားဆေးတွေကိုတောက်ပေးလို့ရတယ်။နောက်ပြီးတော့ခရိုမီယမ်ပါတဲ့အားဆေးတွေကိုလည်းတောက်ပေးလို့ရတယ်။ခရိုမီယမ်ကကြတော့အင်ဆူလင်သုံးပြန်မှုကိုသူကကောင်းစေတယ်ဒါကြောင့်မလို့ခရိုမီယမ်ပါတဲ့အားဆေးတွေကိုလည်းတောက်ပေးလို့ရပါတယ်ရှင်ပြီးတော့အိုမီဂါ3ပေါ့အိုမီဂါ3ကကြတော့လည်းနှလုံးကျန်းမာရေးကိုကောင်းစေတယ်နောက်ပြီးတော့အုံနောက်မညံကိုလည်းကောင်းစေတယ်မျက်စိအားကိုလည်းကောင်းစေတယ်မကောင်းတဲ့ကိုလက်စထရောတွေပါကျစေရဖြစ်တဲ့အတွက်ကြောင့်မလို့စီးကျိုသမားတွေဒီအိုမီဂါ3 fatty acid ကိုလည်းတောက်ပေးလို့ရပါတယ်နော်စီးကျိုသမားတွေကတကြားနဲ့နေပြီးတော့ protein နဲ့များတဲ့ဖြစ်ဆက်စာတွေကိုရွေးချယ်ပေးတင်တယ်နောက်ပြီးတော့ဒီ fiber supplement တွေစားပေးလို့ရတယ်တောက်ပေးလို့ရတယ်ပေါ့fiber supplement တွေကိုသုံးပေးခြင်းအပြင်သူကသွေးရင်းတကြားတဲ့ကိုထိန်းကြီးရာမှာတော်တော်လေးကိုအထောက်အကူဖြစ်စေပါတယ်စီးကျိုသမားတွေအတွက်အထူးထုတ်ထားတဲ့အားစိတ်တွေမှာဆိုလို့ရှိရင်တော့ကျမတို့diabetes supplement ဆိုတာတွေပါမယ် B complex တွေပါတယ်chromium တွေပါတယ်နောက်ပြီးတော့ alpha lipoic acid အဲ့ဒါတွေပါဝင်တတ်ပါတယ်ရှင်ခဲ့တာဆိုလို့ရှိရင်တော့စီးကျိုသမားတွေဆောင်းရံတွေကိုထပ်ပြီးတော့ပြပေးပါမယ်နော်ပထမဆုံးအနေနဲ့စီးကျိုယောဂသမားတွေဆောင်းရံကိုအရင်ဆုံးပြပေးချင်ပါတယ်အဲဆိုတော့ကျမရင်နဲ့ညီညွတ်တဲ့အစားအစာတွေကိုစားရပါမယ်အမြင့်တက်များတဲ့အစားအစာတွေဥပမာဆိုလို့ရှိရင်တော့ဟင်းသီးညွတ်တွေတစ်တီတွေပဲအမျိုးမျိုးတွေကနေပြီးတော့အမြင့်တက်ကိုရရှိနိုင်ပါတယ်နောက်ပြီးတော့စီးကျိုသမားတွေက protein တက်တွေလိုပါတယ် protein တက်ကကြတော့ကြက်သားတို့ငါးတို့ပဲပြားတို့တူဘူးတို့ကနေရရှိနိုင်ပါတယ်နောက်ပြီးတော့ဒီကောင်းတဲ့အစီကိုသူတို့ကလိုအပ်တယ်ပေါ့လေကောင်းတဲ့အစီကကြတော့ကျမတို့တန်လွင်စီတို့ထောပတ်သီးတို့ခွန်မာတဲ့အတီးကနေပြီးတော့ကောင်းတဲ့အစီတွေကိုရရှိနိုင်ပါတယ်ရှင်နောက်ပြီးတော့ထမင်းကိုလျှော့ပြီးတော့စားဖို့လိုပါမယ်ဟင်းသီးဟင်းရွက်နဲ့ protein ဓာတ်ကိုပို့ပြီးတော့စားပေးဖို့ရလိုအပ်ပါမယ်ပြီးတော့တကြားတဲ့နေတဲ့တစ်တီးတွေကိုစားပေးဖို့လိုမယ်ပေါ့ဥပမာဆိုလို့ရှိရင်တော့ဒီတကြားတဲ့နေတဲ့တစ်တီးတွေကတော့တရက်သီးတွေပန်းသီးတွေ berry သီးတွေကိုရွေးချယ်ပြီးတော့စားပေးသင့်ပါတယ်နောက်ပြီးတော့ရေများများတောက်ပေးဖို့လိုပါမယ်ရေဓာတ်ပြည့်ဝခြင်းပြင်ကျမတို့ဒီစီးကြိုသွေးကြိုကိုထိန်းညှိပေးတဲ့အခါမှာအထောက်အကူဖြစ်စေပါတယ်နောက်ပြီးတော့ကိုယ်လက်လှုပ်ရှားမှုကိုပုံမှန်လုပ်ဖို့လိုပါတယ်တရက်မှာပေါ့လေဒီကိုယ်လက်လှုပ်ရှားမှုကမိနစ်15မိနစ်ကနေမိနစ်30အထိလမ်းလျှောက်တာဒါမှမဟုတ်စပိန်စီးတာယောဂလုပ်တာအဲ့လိုမျိုးတွေလုပ်ပေးဖို့ရလဲလိုပါမယ်နော်နောက်ပြီးတော့ဆေးဝါးတွေကိုဆရာဝန်ပေးတဲ့ဆေးဝါးတွေကိုလည်းအချိန်မှန်မှန်တောက်ပေးဖို့လိုပါမယ်နောက်ပြီးတော့စီးကြို level ကိုဒီစီးကြိုတိုင်းဆက်ပေါ့ဒီ glucometer ဖြင့်နေ့စဉ်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းစစ်ဆေးဖို့လိုပါမယ်ရှင်ဒီတစ်ခါမှာတော့စီးကျိုယောဂသမားတွေရှောင်ရံတွေကိုပြပေးခြင်းပါတယ်စီးကျိုသမားတွေရှောင်ရမယ့်အစားအစာတွေကတော့တကြားလုံးတွေကိတ်မုတ်တွေကုကီးတွေအချိုရည်တွေတတိဖြော်ရည်တွေအဲ့ဒါတွေကိုရှောင်ဖို့လိုပါမယ်နောက်ပြီးတော့အချိုမုတ်တွေကိုလည်းရှောင်ဖို့ရလိုအပ်ပါမယ်အစီများတဲ့အစားအစာတွေကိုလည်းရှောင်ပေးဖို့လိုမယ်ဥပမာဆိုလို့ရှိရင်တော့အမဲသားတို့ဝက်သားတို့ကြက်ရီခွန်တို့အဲ့လိုမျိုးကြော်ထားတဲ့စီကြော်မုတ်တွေအဲ့လိုမျိုးတွေကယ်လိုရီများတဲ့အစားအစာတွေကိုလည်းရှောင်ပေးဖို့လိုပါမယ်နော်နောက်ပြီးတော့ဒီစားတွေဆိုဒီယမ်တွေများတဲ့အစားအစာပေါ့ဥပမာဆိုလို့ရှိရင်တော့
ငပိတို့ငချောက်တို့အချင်းသေးထားတဲ့အစားအစာတော့အဲ့လိုမျိုးတွေကိုရှောင်ပေးဖို့လိုပါမယ်နောက်ပြီးတော့စီးကျိုသမားတွေကအရက်နဲ့စိတ်လိတ်ကိုလေဖြတ်ဖို့ရလိုအပ်ပါတယ်အရက်ကတော့ဒီစီးကျိုသွေးကြိုကိုမြင့်တက်စေတဲ့စိတ်လိတ်ကနှလုံးသွေးကြောပြဿနာကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်မလို့စီးကျိုယောဂသမားတွေကအရက်နဲ့စိတ်လိတ်ကိုဖြတ်ဖို့ရလိုအပ်ပါတယ်ရှင်နောက်ပြီးတော့ဒီအစာမစားဘဲနဲ့စိတ်တောက်တာကိုမလုပ်ရပါဘူးစီးကျိုယောဂတွေကကြတော့အစာမစားဘဲနဲ့တောက်မယ်ဆေးတောက်မယ်ဆိုလို့ရှိရင်တော့ဒီစီးကျိုသွေးကြိုကိုအလွန်ကျသွားတာပေါ့လေအဲ့လိုမျိုးဖြစ်စေနိုင်ပါတယ်နောက်ပြီးတော့ဒီစီးကျိုတောက်ဆေးစီးကျိုဆေးတွေမှာဆိုလို့ရှိရင်တော့ဆရာဝန်ကအစာမစားမီတောက်ရမယ့်ဆေးနဲ့အစာစားပြီးတောက်ရမယ့်ဆေးဆိုပြီးတော့ကိုပြတဲ့ဒီဆေးကန်းကဆရာဝန်ကိုလေးတေချာမေးမြန်းဖို့ရအရေးကြီးပါတယ်အခုပြပြသွားတဲ့အကြောင်းအရာလေးတွေကနေပြီးတော့စီကျိုသမားတွေရွေးချယ်တဲ့အားစိတ်အမျိုးစားတွေအပြင်စီကျိုသမားတွေဆောင်ရန်ရှောင်ရန်လေးတွေပါပြပြပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကျင်းနေလိမ့်မယ်လို့ယုံကြည်ပါတယ်အခုလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုများစွာကိုဖန်တီးပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ channel လေးကိုအမြဲတမ်းစောင့်ကြည့်ကြဖို့မမေ့ပါနဲ့ရှင် Link Pharmacy ရဲ့ချစ်ရတဲ့ပြည်သက်အားလုံးယောဂအဖျားတွေကင်းဝေးပြီးတော့ကျမပျော်ရွှင်တဲ့နေ့ရက်တိုင်းကိုပတ်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ရပါတယ်ရှင်ကိုသိကျင်တဲ့အကြောင်းအရာလေးတွေကိုလည်းဒီဗီဒီယိုရဲ့ comment မှာမေးမြန်းထားလို့ရပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်